ဆရာတွေကိုမေးပြီးအတူကမယ်ဟေးနှစ်ကူပြီးဟေးအသေးကွယ်နေတာတွေမေးပြီးပျော်ကြစို့ဟေးအယောင်ဆုံးတဲ့လူတွေကြားတဲ့စိတ်ရှုပ်စရာတွေသိများတဲ့အပူပင်တွေအကုန်သာထားခဲ့တစ်နေ့တစ်ခေါက်သာလေးကြုံတဲ့ပွဲနွမ်းညစ်တဲ့စိတ်ဓာတ်အဟောင်းတွေဒီတကြံရင်နဲ့စင်ပြေအစင်ပြေသလိုကြုံသလိုကဲအလွန်ဆွေတွေကိုချမ်းထားခဲ့ကားလေးနဲ့လဲလဲနွားလေးနဲ့လဲလဲပျော်ရဖို့ကအဓိကပဲအိုမဲတော့ရှင်လေစိတ်မကောင်းလိုက်ပါနဲ့တော်လို့ပြီးတော့စားတော့မိလေစိတ်မဆိုးချင်ပေါ်ခွေခွက်ဆောင်တော့မခေါ်နဲ့စိတ်ညစ်စရာတွေကိုမေးပြီးအတူကမယ်ဟေးနှစ်ကူပြီးဟေးအသေးကွယ်နေတာတွေမေးပြီးပျော်ကြစို့ဟေးအယောင်ဆုံးတဲ့လူတွေကြားတဲ့စိတ်ရှုပ်စရာတွေသိများတဲ့အပူပင်တွေအကုန်သာထားခဲ့တစ်နေ့တစ်ခေါက်သာလေးကြုံတဲ့ပွဲနွမ်းညစ်တဲ့စိတ်ဓာတ်အဟောင်းတွေဒီတကြံရင်နဲ့စင်ပြေအစင်ပြေသလို